လူအများစုကသူတို့ဘာလုပ်တော့မယ်ဆိုတာကိုအရင်ဆုံးကြွားဝတတ်ကြပါတယ်ဒါပေမဲ့တကယ်ခံရတဲ့အပြောင်းလဲကဆူညာတန်တွေကြားမှာဖြစ်မလာပါဘူးတကယ်တိုးတက်မှုဆိုတာဘယ်သူမှမမြင်ရတဲ့နေရာမှာတစိတ်ကိုပြန်လဲတိဆောက်တာမျိုးပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ဒေါက်တာဖြိုးပန်ရဲ့အယူအဆအတိုင်းလူတွေမသိအောင်ကိုဘယ်လိုပြောင်းလဲမလဲဆိုတဲ့အချက်တွေကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်အချက်ဒီအစီအစဉ်တွေကိုလက်ဝက်ထားပါလူတွေကမင်းရဲ့အောင်မြင်မှုကိုပဲမြင်ပါစေမင်းရဲ့အားထုတ်မှုတွေကိုတော့မမြင်ပါစေနဲ့မင်းဘာလုပ်နေလဲဆိုတာကိုလူတန်းကိုလိုက်ပြောပြနေစရာမလိုပါဘူးအစီအစဉ်တွေကိုဖုံးကွယ်ထားခြင်းကမလိုအပ်တဲ့ဝေဖန်မှုတွေကိုတားဆီးပေးသလိုမင်းရဲ့အာရုံစိုက်မှုကိုလည်းပို့ပြီးခံပါစေပါတယ်အချက်နဲ့ကိုပြန်လဲတိဆောက်ခြင်းတခါတလေမှာအောင်မြင်ဖို့အတွက်ပေါက်မွကျင်တဲ့အဆက်အသွယ်ဖြတ်ချဖို့လိုအပ်ပါတယ်။ Social Media ပေါ်မှာသူများတွေဘာလုပ်နေလဲလိုက်ကြည့်နေမယ့်အစားကိုယ့်ရဲ့အားနည်းချက်တွေကိုဘယ်လိုပြုပြင်ရမလဲဆိုတာကိုပဲအချိန်ပေးပါ။အပြင်ပန်းမှာတော့မင်းကအေးဆေးနေတယ်လို့ထင်ရပြီမဲ့အတွေ့အကြုံမှာတော့မင်းကအားအင်တွေစုဆောင်းနေတဲ့ကြားတစ်ကောင်လိုပဲဖြစ်နေပါစေ။အချက်3ရလင့်နဲ့ပဲတည်တည်ပြပါစကလုံးတွေနဲ့ငင်းခုန်နေတာထက်မင်းရဲ့ရလင့်နဲ့ပဲအဖြေပေးလိုက်ပါမင်းတိုးတက်သွားတာကိုလူတွေကခံမှန်းလို့မရနိုင်လောက်အောင်ဖြစ်နေပါစေဒီနေ့မှမင်းထိတ်ဆုံးကိုရောက်သွားတဲ့အခါသူပဲချင်းကလေးကဒါတွေလုပ်နေလေလို့လူတွေအံ့ဩသွားပါလိမ့်မယ်တိုးတက်ပြောင်းလဲခြင်းဆိုတာပြန်ပွဲတစ်ခုမဟုတ်ပါဘူးဒါဟာကိုယ့်ရဲ့မနေ့ကချက်ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်အောင်စူးစမ်းတဲ့ခင်းစဉ်တစ်ခုပဲဖြစ်ပါတယ်မင်းရဲ့အလီကထိတ်တွေကိုတစိတ်စွာတက်ပါဒီနေ့မှာတော့မင်းရဲ့အောင်မြင်မှုကကဘာကြီးကိုဆူညံသွားစေပါလိမ့်မယ်ဒီဗီဒီယိုလေးကလူကြီးမျိုးတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်နောက်ထပ် motivation ကောင်းတွေကိုနားဆင်ဖို့ channel ကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်